ဒီနေ့ကျွန်တော်စီကို service ရောက်လာတဲ့ဖုန်းလေးကဘာလေးလဲဆိုတော့ Infinite Hot 40 Pro ဖြစ်ပါတယ်ဗျာ။သူကဘာဖြစ်တာလဲဆိုတော့မှန်ကသူကတက်ထိုင်ပြီးလို့ရှိရင်အဲ့လိုမျိုးကွဲသွားတာပေါ့နော် LCD ကွဲသွားတာပုံမှန်မကွဲပဲနဲ့အဲ့ဒါလေးကိုကျွန်တော်ဒီနေ့ display ကို replacement လုပ်ပေးမှာဖြစ်ပါတယ်။အဲ့ကြည့်ပါဦး။ဒါကတော့ Aussie လေးပေါ့နော် Aussie အလုံးလေးပါစီးတောင်မဖြုတ်ရသေးဘူးเนาะဒါခုမှပထမဆုံးပြင်မှုတဲ့ဖုန်းလေးပါအခုလိုကျွန်တော်ကိုယုံကြည်စွာနဲ့လာအပ်ပေးတာကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာမှန်စဆန်းပြီပေါ့နော်မှန်ကကျွန်တော်တို့ဆန်းတယ်ဒီချာလေးတော့ဆန်းပေးပါတယ်ဗျဒါလောလောဆယ်ကျွန်တော်ဆန်းတာအပြင်မှာဆန်းတာအဆင်ပြေလို့ပေါ့နော်ကုန်းဖြုတ်ပြီးလို့ရှိရင်ကျွန်တော်မှန်ခွာပြီးလို့ရှိရင်မှန်နဲ့မှထည့်ဆန်းမှာဖြစ်ပါတယ်ဒါဘာလို့အဲ့လိုဆန်းလဲဆိုတော့အဲ့ဒါပို့ပြီးတော့စိတ်ချရတယ်ပေါ့နော်အကုန်လုံးကျွန်တော်တေချာလေးဆန်းပေးပါတယ်ဗျအကုန်လုံး test ပါညာတခုမကြမ်းပေါ့နော်အကုန်လုံးကျွန်တော်တေချာလေးတော့ဆန်းပေးပါတယ်ဗျနော်ကျွန်တော်တန်ရှင်းရေးလုပ်တယ်ပြီးလို့ရှိရင်ကျွန်တော်မှန်ပြန်ကတ်မှာဖြစ်ပါတယ်ဗျတန်ရှင်းနဲ့တေချာလေးလုပ်ပြီးပါတယ်မှန်တဲ့ကိုစကောနာမကြောင်ကျွန်တော်တေချာလေးထိန်းပြီးတော့ကတ်ပေးပါတယ်ဗျလက်ရအတွက်တော့စိတ်ချပါခင်ဗျာဒါကတော့ကပ်ပြီးပြီပေါ့နော်ကျွန်တော်ကပ်ပြီးလို့တေးပင်ဆေးပြီးလို့ကျွန်တော်တခြားလေးလုပ်ထားတာပါရုပ်ထွက်လည်းတော်တော်ကောင်းတယ်ဗျနော်မှန်နေမစိုးပါဘူးဗျကျွန်တော်ကောစားကောနာမကြောင်တခြားလေးထိန်းပြီးတော့ကပ်ပြီးထားပါတယ်ဘေးပက်ပက်လည်းမှာကျွန်တော်တို့ကတ်ထားတဲ့အရာမရှိအောင်ကျွန်တော်တခြားလေးဖြောက်ပေးထားပါတယ်ဗျအခုလိုယုံကြည်စွာနဲ့လာရောက်အပ်ပေးတာကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာတကယ်လို့လူကြီးမင်းတို့အနေနဲ့ဖုန်းလေးတွေပြင်နေတာရှိရင်လည်းကျွန်တော်ဆက်သွယ်လို့ရပါတယ်ခင်ဗျာအကြိမ်အိမ်မှာကျွန်တော်တို့ဖုန်းအပိုလေးတွေအဟောင်းလေးတွေရှိရဆိုလို့ရှိရင်လည်းကျွန်တော်ကိုဆက်သွယ်လို့ရပါတယ်အစုံလေးတွေပေါ့နော်တင်ထားတဲ့ဖုန်းလေးတွေမသုံးတော့တဲ့ဖုန်းလေးတွေအဲ့လိုမျိုးရောင်းနေတယ်ဆိုလို့ရှိရင်ကျွန်တော်ဆက်သွယ်လို့ရပါတယ်အခုလိုယုံကြည်စိတ်ချတာနဲ့လာရောက်အနှံပေးတဲ့အတွက်လည်းကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်လောပန်ပါ